အားလုံးပဲမင်္ဂလာပါရှင်ပညာကျက်နေကြဆိုပါတယ်ဒီမှာတော့ဒီ Singapore Maths ပေါ့နော် Casco Maths ရဲ့ primary 1လေးကိုပေါ့နော် primary 1မှာဆိုရှင် complete each number bond and fill in the blank ဆိုပြီး number 3လေးမှာnumber bond လေးတွေကိုရေးလဲရေးရမယ် blank လေးတွေမှာလဲ blank လေးတွေမှာလဲဖြည့်လဲဖြည့်သွားမယ်ပေါ့နော်ဖြည့်လဲဖြည့်တဲ့အခါကျတော့ဒီမှာသူကနေပြီးတော့ဒီမှာပုံလေးတွေပေးထားတယ်ဒီပုံလေးတွေကနေပြီးတော့ဒီမှာသူကနေပြီးတော့ဒီဘက်မှာဆိုရှင်1 2 3 4 5 okay เนาะဒီမှာဒီဘက်အကွက်ထဲမှာဆိုရှင်5ခုရှိရဆိုတော့ဒီမှာ9လို့ပေးထားတယ်9ကိုဒီဘက်က5နဲ့ဒီဘက်ကွက်ထဲမှာဘယ်နှခုရှိလဲဆိုရင်1 2 3 4ဆိုပြီးတော့ number point ကဘယ်လိုလုပ်ရမလဲဆိုရှင်5 4 okay အဆင်ပြေလို့ရေးလို့ရတော့4 and 5เนาะ4 and 5 make ဆိုပြီးတော့ဆိုရှင် equal เนาะ4 and 5 make 9ပေါ့เนาะ4 and 5 make ကဘယ်လောက်ရလဲ9ရတယ်เนาะ okay 4 and 5တနည်းအားဖြင့်ကတော့ဒီ4 plus 5ပေါ့เนาะကလေးငယ်လေးသင်ကြတော့4 plus 5 equal to က9 5 plus 4 equal to က9ဆိုပြီးတော့ညမှာဖြစ်ပါတယ်Okay, another question. B မှာကြည့်အောင်B မှာလည်းဒီမှာဒီပုံလေးတွေပေါ့နော်ဒီပုံလေးတွေဒါလေးတွေကဘာအောက်ထုတ်လေးတွေလားဘာလေးတွေလဲဒါလေးတွေကြည့်ပြီးတော့ပေါ့နော်ဒါလေးတွေတော့ group နှစ်ခု꿰ပေးတာလေ group နှစ်ခုကဒီဘက်တစ် group ထဲမှာကတစ် group ထဲမှာဘယ်နှခုရှိလဲ1 2ဒါကပထမ group ထဲမှာပေါ့နော်ပထမ group ထဲမှာပထမ group ဒုတိယ group ထဲမှာကြတော့ okay ဒုတိယ group ထဲမှာကြတော့ဘယ်လောက်ရှိလဲကြည့်အောင်1 2 3 4 okay နော်2နဲ့4နဲ့ဆိုတော့ဒီမှာ2ရယ်4ရယ် okay 2 plus 4 so equal to အဖြေဒီမှာကြတော့ဘယ်လောက်ရမှာလဲ6ရမှာပေါ့နော်အဲ့တော့2 plus 4 equal to က6 4 plus 2 equal to 6ဆိုပြီးတော့ okay ဒီလိုမျိုးပေါ့နော်အဲ့တော့တို့ကလေးတမိမိနဲ့2 and 4 make 6ဆိုပြီးတော့ okay အဒီကတော့2 plus 4 equal to 6ကိုပြောတာပါနည်းနည်းလေးနဲ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ရလဲ6ရတယ်ဆိုပြီးတော့ဒါငယ်သမီးငယ်လေးတွေကိုဒါကရှင်းပြပေးရမှာဖြစ်ပါတယ် okay ရှင်းလိုက်တဲ့ခါကျရင်တို့တွေကနောက်ပိုင်းကြလို့ရှိလို့ရှိရင် C တို့ပေါ့နော် C okay D ER တို့ဘာလုပ်နိုင်လဲဆိုလို့ရှိရင် counting လုပ်နိုင်ပါတယ် counting လုပ်ပြီးတော့ဒါလေးတွေကတွက်ချက်နိုင်ပါတယ် okay မလုံးနိုင်တဲ့တမမီလေးဆိုလို့ရှိရင်တော့တို့ကိုနည်းနည်းပါလိုက်ပါပြီးတော့ပြောပြရမှာပေါ့နော်ဒါပေမဲ့အဓိကအများစုကတော့ကလေးငယ်လေးတွေကဒါကပုံလေးတွေပါတဲ့အတွက်ကြောင့်မို့လို့တို့လုံနိုင်ကြပါတယ် CTE လေးတွေကိုတို့လုပ်ခွင့်ပေးလိုက်ပါ okay ပထမဆုံးဒီဥစ္စာ number 4မှာလဲ draw တဲ့ more ဒီ star လေးတွေ to make 6တဲ့เนาะသူကနေပြီးတော့ဆွဲခိုင်းပြီး draw စာပတ်လုပ်ခိုင်းတဲ့ပုံဆွဲခိုင်းပါတယ်ဆွဲခိုင်းတယ်ဘာလုပ်လဲ6ရအောင်လို့ပေါ့နော် make လုပ်ခိုင်းတယ်ဘာနဲ့ပေါင်းလို့ရှိရင်တဲ့ဒီမှာဒီဥစ္စာဘယ်ကဏ္ဍလေးနဲ့ဘယ်ကဏ္ဍလေးနဲ့ပေါ့ star ဘယ်နှခုနဲ့ပေါင်းလို့ရှိလို့ရှိရင်ပေါ့နော်တနည်းအားဖြင့် then ပြီးတော့ complete the number bond ဒီ number bond လေးလောက်ရမယ်နော်ဘယ်နှခုနဲ့ပေါင်းလို့ရှိလို့ရှိရင်6ရတယ်ဆိုတဲ့အကြောင်းကိုဟောတော့တို့ကလေးငယ်လေးတွေဆွဲခိုင်းလက်ရှိနေတာဘယ်နှခုပဲရှိတယ်ဆိုတော့1 2နှစ်ခုပဲရှိတယ် okay 6ရဖို့ဆိုလို့ရှိရင်ဘယ်လောက်ပုံများထပ်ပြီးတော့ဆွဲပေးရမှာလဲဟုတ်ပြီနော်ပထမပုတ်စာတွေမှာလည်းပါခဲ့ပြီပထမပါ2 plus 4 so equal to 6ဆိုတော့ဒီမှာနှစ်ခုရှိနေဆိုတော့သိတဲ့အခါကျတော့ဘယ်နှခုဆို4ခုထပ်ဆွဲပေးရမှာဆိုဒီဘက်ချမ်းလွတ်နေတဲ့ကွက်လက်လေးတွေမှာဆိုရှင်ဘယ်နှခုဆွဲပေးရမှာလဲ star လေးတွေเนาะ star လေးတွေ4ခုဆွဲပေးရပါမယ်1เนาะ okay 2ဒီလိုမျိုးလေးတွေပေါ့เนาะ okay 3 4ဆိုပြီးတော့ဘယ်နှခုလဲ4ခုလေးထွက်ဆွဲပေးလိုက် number bond နေနဲ့ဖြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဘယ်လောက်လဲ2 okay 2 4ဆိုပြီးတော့ဒါဖြည့်ပေးလိုက်ရပါမယ်2 plus 4 equal to 6 4 plus 2 equal to 6ဆိုပြီးရတဲ့အကြောင်းလေးတွေကိုကြတော့ဘာလို့ပြရမလဲဆိုရင်တမီလေးထားလေးကပြောပြပေးရပါမယ် draw ဆိုတဲ့စကားလုံးလေးတွေဆွဲပါဆိုတဲ့စကားလုံးလေးတွေကိုတို့နားလည်အောင်တော့ရှင်းပေးရမယ် okay ဒါလေးတွေကဟိုမှာပြတဘောလောက်ရှင်းပြလိုက်ပြီဆိုလို့ရှိရင်တော့အများစုကလေးငယ်လေးတွေလိုက်ပါပြီးတော့လုပ်နိုင်ပါတယ်
okay တပုံလောက်နဲ့မရသေးဘူးဆိုရှင်သူတို့နောက်တစ်ပုံလောက်ရှင်းပြပြီးပေါ့နော် draw ဆိုပြီးတော့ဒါကကျတော့ flowers လေးတွေလေဘန်းလေးတွေဆွဲတာပေါ့နော်ဘန်းလေးတွေကိုတဲ့ to make တဲ့နော်ဘယ်နှခုရအောင်လုပ်ခိုင်းတာလဲဆိုတော့10ပွင့်ရအောင်လုပ်ခိုင်းတယ် okay လက်ရှိရှိနေတာဘယ်နှပွင့်ရှိတာလဲ counting လုပ်ကြည့်လိုက်ပေါ့နော်1 2 3 4 5 6ဆိုတဲ့ခါကျတော့ okay 6ပွင့်ရှိတယ်ဘယ်နှခုပုံများပြီးတော့ဆွဲပြရမှာလဲdivide လုပ်ထားတဲ့ခါကျတော့အဲ့နေပြီးတော့သူတို့ကိုminus တွေတင်သွားပြီးပေးလို့ရတာပေါ့နော်8 minus 2ဆိုလို့ရှိရင် okay sorry 8 minus ဒီမှာ6ရှိရဆိုတော့8 minus 6ပေါ့နော်6ကိုနှုတ်လိုက်မယ်ဆိုရင်ဘယ်လောက်ရတယ်လဲ2 8 minus 6 equal to 2ဆို okay flower လေးဆိုဘယ်နှပွင့်ဆွဲပြရမှာလဲ2ပွင့်ဆွဲပြရမှာပေါ့နော်ဆိုပြီးတော့လည်းမျိုးလေးပေါ့နော်သူတို့ရှင်းပြ1 okay နော်2 2ပွင့်ဆွဲလိုက်ပဲဒီဘက်မှာ8ကိုအနံပါတ် bond လေးနဲ့လောက်ထားတာဘာလဲဆိုတော့6ရဲ့နောက်ပြီးရှင်ဒီမှာ2ပွင့်ရဲ့ဆိုတော့2ရဲ့ okay နော်အဲ့တော့ 6 plus 2 equal to 8 6 plus 2 equal to 8 okay 2 plus 6 equal to 8ရတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းသူတို့ကိုရှင်းပြပြောပြပေးရမှာဖြစ်ပါတယ် okay ပါအားလုံးကိုကျေးဇူးတင်ပါတယ်